stand တက်ပုံတက်နေပုံစံပြထားတာအဲ့ဒီတိုင်းတိုက်ရုံပဲပေါ့ပုံစံပေါ့ stand တက်ထားပဲအခုပဲတက်ပြီးမနေ့က stand မတက်ဘဲနဲ့ဒီလိုပဲစမ်းနေဒီမှာပါရှိတယ်ဆိုတော့ဒီဘက်မှာပါရှိမယ်ပေါ့ fuel ရှိမယ်ပြီးရင်ခရုတ်ပိတ်ဖွင့်ရှိဒီဘက်ချမ်းမှာဒါရူလာပေါ့ဘောလိမ့်နေရစက်ကူလိမ့်ကိုဒီပေါ်မှာတင်ပြီးဒီဟာတွေကဒါမောင်းချထားတာပေါ့မောင်းပြန်တင်လိုက်ရင်သူကပြုတ်သွားရွှေ့လို့ရတယ်ပြန်ချတာ၃ခုရှိတော့ပို့ပြီးတော့အဆင်ပြေငြိမ်အဲ့ဒါဒီဘက်ချမ်းမှာကြာတော့ပါရှိတယ်ဆိုတော့ဒီဘက်ချမ်းကစက်ဖက်မှာတက်တဲ့ချမ်းကလည်းလုံးဒီပုံစံမျိုးလေကွန်ပျူတာမှာကြာတော့ USB ပဲဒါမျိုးဒီတက်ထားတယ်ကွန်ပျူတာ USB ပေါင်းမှာဒီကျိုးထိုးပြပေါ်မှာဆက်တယ်ဒီဟာကသူပေးလာတဲ့ထဲမှာပါလာတဲ့ software ပါတဲ့ USB နောက်ကနေကြည့်ရင်တော့ဒီပုံစံနောက်တော့ရှိတယ်နော်ရှိရကြည့်လို့ရှိရင်တော့ဒီလိုပုံစံပြည့်ကြည့်ရင်ဒီလိုမျိုးပေါ့နော်keyboard မှာ win key ဆိုတော့ window တစ်စိတ်ပါတဲ့ key ကိုပြောတာဒီနားမှာရှိwin key နဲ့ e နဲ့ပေါင်းနဲ့ window စိတ်နှိပ်ထားလိုက်ပြီးရင် e cloud နှိပ်တော့ e cloud နှိပ်လာအဲ့လိုရှိရင်ဒီမျိုး window တက်လာမှာနော်တက်လာလို့ရှိလို့ရှိရင်ကိုကဒီ window 10ဆိုတာထည့်လာလို့ window 10ပဲလေ this pc ဆိုတော့လိုက်ရှာဟုတ်လားဒီဘက်ချမ်းမှာဘယ်ဘက်ချမ်းမှာ this pc ကိုနှိပ်လိုက်ရင်ဒီဟာပေါ်ဒီဘယ်ဘက်ချမ်းနဲ့ this pc နှိပ်this pc ထဲမှာ usb drive ဒီမှာတော့ e ပေါ့နော်အဲ့ဒီ notebook မှာကျတော့ e ဖြစ်ရှင်မှာလည်းဖြစ်မှာပေါ့နော်တခြားဒီ fd ဘာညာတခုဖြစ်မှာပေါ့ဒါပေမဲ့ usb ဆိုတဲ့စက်လုံးပါပေါ့ drive အဲ့ကောင်နှစ်ချက်နှိပ်လိုက်ရင်ဒီထဲမှာပါ file တွေရှိရဲဆို pdf file ရှိရဲနောက်ပြီးတော့ mp4 file တွေရှိရဲသူသင်ထားပြီးတာပေါ့နော်ပေါ်ဆုံးမှာတွေ့ရတဲ့ time master ဆိုတာက software ပေါ့ဒီ set မောင်းနေဖို့ cutting plotter ပေါ့အဲ့ဒီ cutting plotter မောင်းနိုင်ဖို့လုပ်ပေးမဲ့ software ပေါ့သူအခုဒီထဲမှာထည့်ပုံထည့်နေပြမှာအဲ့ဒါလည်းအသေးစိတ်မပြတော့ဒီဘက်နှိပ်လို့ရုံပဲဘာမှမခက်ဘူးစလားဒီဥစ္စာ double click နှိပ်လိုက် double click မပေါ်ရင်ညာဘက်နှိပ်လက်ခလဲဟုတ်ပြင် open နှိပ်နော်လက်ခလဲပဲ open နှိပ်ဒါမျိုးတက်လာမလဲလူမျိုးတက်လာတော့ yes ဖြစ်လာ yes ဖြစ်တော့ဒီလိုအသေးလေးတစ်ခုထပ်တက်လာ okay အဲ့လိုမျိုးအသေးလေးနောက်တစ်ခုထပ်ပေါ်လာတော့ window pop up ဒါမျိုးလေးပေါ်လာအောင် okay နှိပ်တော့ဒီလိုမျိုး pop up တစ်ခုထပ်တက်လာအဲ့ဒီမှာ license နဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်သူကြီးဟာပေါ့မတော့ဖတ်ရမှာပေါ့ဒါပေမဲ့ဘယ်သူမှဖတ်လို့မရှိဒီမှာနှိပ်ရမှာပါလဲဆိုတော့ I accept the agreement ကို agree ပေးမယ်ပြီးတော့မှ next အဲ့ဒီမှာ product key ထည့်ရမယ် product serial number PSN ဆိုပြီးတော့နော်product information ဆိုပြီးတော့အဲ့နေရာမှာ product key ရိုက်ထည့်ရအောင် product key ကဘာမှရှိရဲဆိုတော့ तू က sign master ဆိုဒီလို8ကလေးနဲ့ तू ကအဲ့ဒါဒီဘက်ချမ်းကိုလှည့်လိုက်တော့ဒီလိုမျိုးလေးအဲ့ထဲမှာဒီလိုကတ်ပါဒီအောက်က name ကိုနေလိုက်ပြီးရင်ဒီမှာတစ်ခါဒီ pop up ထပ်တက်လာကြအောင်အဲ့လိုပဲထဲမှာစရီဖတ်ရမယ့်ဟာတွေပဲမှာဘယ်မှတော့မဖတ်ကြအောင် I accept the agreement ထပ်နှိပ်ပြီးလို့ရှိရင် next ကိုနှိပ်အဲ့မှာကြော်လိုက်မယ် next အဲ့မှာ next ထပ်နှိပ်လိုက်ပြီးလို့ရှိရင်အဲ့မှာ metric ပဲတောင်းလိုက် metric ကို metric mm millimeter နဲ့တောင်းလိုက်ပါလားဒီက millimeter နဲ့ကိုရွေးလိုက်နော် please select units next နှိပ်လိုက် none ဖြစ်နေတယ်အဲ့ none မှာဘာထည့်ရမှာလဲဆိုတော့ပြောပြအောင်ဒီလိုမျိုးနှိပ်လိုက်လို့ရှိရင် none ကိုနှိပ်လိုက်လို့ရှိရင်အဲ့ဒီထဲမှာဒီကုမ္ပဏီကထုတ်ထားတဲ့ sticker ဖြတ်တဲ့ set မျိုးစားတွေပေါ့နော် loan model တွေပေါ့ရှိတယ်အဲ့ဒါဘာမှရှိတယ်ဆိုတော့ဒီမှာပြန်ဒီ set ရဲ့ညာဘက် page ချမ်းပါရှိတဲ့ဘက်ချမ်းဒီနားမှာကြည့်ပါဟိုကြည့်ပြီနော် okay အဲ့မှာ name product cutting plotter ဆိုပြီးအောက်မှာ model ဆိုတာရှိတယ်KH 920A ဆိုတာရှိတယ်ဟုတ်ပြီအဲ့ဟာကိုယူရမယ် KH 920K ဆိုတော့အဲ့ခုနနေရာမှာသူယူပြရမယ်ဒီကောင် hot plate သုံးလို့ရတယ်နော် hot plate British 85ဘိုးကနေပြီးတော့264အတွင်းမှာကုန်ရတယ်မပြည့်စည်ဘူးပေါ့ပြောရရင်ဒီစာသူတို့ထုတ်ထားတာဟိုမီအားမပြည့်တဲ့နေရာတွေပါသုံးလို့ရအောင်မပြည့်ရင်းအောင်မချွတ်ရင်းအောင်သူတို့ထုတ်ထားတာပေါ့နော်ပြောရရင်အဲ့လိုပြောမယ်နောက်ပြော MBR လည်းမများဘူး 2MBR ပဲရှိတယ်ဒါတော့ဘူးတော့ကွာပြောအဲ့ဒီမှာကွာအဲ့ဒီဟာ KH 920A ဆိုတော့ဒါKH 920နောက်တော့9ပြင်းအဲ့9နှိပ်လိုက်လို့လာကွာအဲ့ဒီက KH 920A ဆိုတော့ရွေးပြလိုက်ဒါဆိုရင်ဒီနေရာမှာဒါကြီးတက်လာဒါလည်းသူကဒီမှာအမှန်ချစ်ဖြစ်ဒါ great desktop shortcut အမှန်ချစ်ချစ်တာရပါကြောပြင်းပေါ်မှာနှိပ်လို့ရှိလို့ရှိရင်သူသွင်းပြီပေါ့ကွာနော်အဲ့လိုမျိုးသွင်းပြီဒီနေရာမှာတော့ငါကတော့သွင်းထားပြီးသားဖြစ်လို့ cancel လုပ်လိုက်မယ်နော်ဒါကိုဆက်မသွင်းကြတော့ cancel လုပ်လိုက်မယ်နော်yes လောက်လိုက်အဲ့ဒါကတော့ပြီးအောင်စောက်လိုက်ပေါ့နော်သူပြီးသွားတဲ့စင်တီပြီးအောင်စောက်လိုက်အစောက်ပြီးလို့ရှိရင် desktop မှာပေါ့နော် desktop မှာဒီဟာပေါ်လာSign Master V5 5.0ဆိုတော့ပေါ်လာမယ်နော် SMC plugin ဆိုတာအဲ့ဒါသူ့အတွဲပေါ့နော်ဒါကိုနှစ်ချက်နှိပ်လိုက်ဒီပုံစံတက်လာတယ်ဒီပုံစံတက်လာအဲ့မှာအောက်မှာဘာတန်းလေးနဲ့ပြီးနေတာတွေ့စာလုံးလေးတွေပြည့်နေမှာအဲ့ဒါလေးကတရားရခိုင်တော့ပြည့်သွားတဲ့အထိကိုစောင့်အဲ့ဒီအစိမ်းဘာတန်းလေးပြည့်သွားတဲ့အထိပေါ့နော်ဘာလုပ်ခိုင်းလဲဆိုတော့ active လုပ်ခိုင်းတယ်ဒါမျိုးတက်လာဗျအဲ့လိုမျိုးတက်လာဘာရှိရလဲ set up ပြီးတော့ software ရှိမယ် set up ပြီးတော့ cutter ရှိမယ်အဲ့ဒါတွေကမလိုအပ်ဘူးလေအဲ့တော့ပိတ်လာအဲ့ပိတ်တာဒါမျိုးပေါ်လာသူ့ရဲ့ company ကနေကိုယ်အစမ်းသတ်ဖို့အတွက်လောက်ထားပြီးတဲ့ example လေးတွေပေါ့နော်ဒီ app မျိုးရှိတယ်ဒီဘက်မှာဆိုရင် document ရှိတယ် document ဆိုတာငါတို့လုပ်မဲ့ဟာပဲလေ new document ဆိုတာအသစ်ပေါ့ဘာမှမရှိသေးတဲ့ဟာပေါ့ဒါကတော့ open document ရှိပြီးသားဟာပေါ့ကိုကစိတ်ကအရင်လုပ်ခဲ့ပြီးလို့စိတ်ထားပြီးသားရှင်းဒီကနေပြန်ပြီးတော့အလွယ်တကူပေါ်ယူလို့ရအခုကဒီမှာကျတော့ဘာမှမရှိသေးတဲ့အတွက် new နှိပ်လိုက်လို့ရတယ်ဒါမျိုးနဲ့အဲ့ဒီတော့ဒီစာကိုဒီလောက်နဲ့ပဲဖြတ်လိုက်မယ်ကောင်းတယ်အဲ့ဒီ edit လုပ်တဲ့ဟာသက်အတူပိုင်းလေးနဲ့ပြန်တင်ပေးမယ်အခုဒီမှာသူ့ထဲမှာလည်းစာရေးလို့ရတယ်နော်စာရေးလို့ရတယ်ဗမာစာပဲဖြစ်ဖြစ်အင်္ဂလိပ်စာဟိုထိုင်းစာပဲအင်္ဂလိပ်စာဘာသာဖြစ်ရဘောဖောင်းရှိစက်ထဲမှာရှိတဲ့ဘောင်းတွေမှာလည်းရေးလို့ရတာပဲအတူတူပဲရေးပြီးတော့ဖြတ်လို့ရတာပဲအဲ့ဒါလည်းရတာဒီကနေပြီးတော့ဒီလိုရေးပြီးတော့ငါစမ်းသပ်ရတာ AI မှာနော် AI မှာ300နေပြီးတော့ဒါမီလီမီတာเนาะ300ကနေ900မီလီမီတာပဲထားဘာဖြစ်လို့အဲ့လောက်ပဲထားလဲဆိုတော့
ဒီစက်ကူလိတ်ကအကျယ်ကဟိုတင်းပဲရှိတယ်52စင်တီမီတာပဲရှိတယ်52ဆိုတော့ဟိုကတစ်ဖက်ကိုတစ်စင်းစီနှုတ်တော့50ပဲကျန်အဲ့တော့900မီလီမီတာပေါ့ကွာ50စင်တီမီတာဒီဘက်မှာတွင်းတပိန်းစားထားမယ်ဒီဘက်မှာဟိုတစ်စင်းထားမယ်ဒီဘက်မှာတစ်စင်းထားမယ်ဆိုရင်ဒီမှာငါချိန်ထားတာတစ်စင်းဘာတစ်စင်းလဲဆိုတော့ဒီဓာတ်ဒီအလဲကိုတက်တက်ကြည့်လို့ရှိရင်ဒီဘက်မှာတစ်စင်းစားလောက်ငါထားတာဒီဘက်ကပုံမှန်ပုံသေးနော်ဒီဘက်ကိုယူရမယ်ဒီဘက်ကိုယူလို့မရဘူးဒီဘက်ကအမှန်ပုံသေးဒီဘက်ကနေပဲယူရမယ်ချိန်ရမယ်စက်ကူကြီးချိန်လဲအဲ့လိုပဲချိန်ရမယ်စက်ကူထဲအောင်ထဲနေကြည့်နော်နောက်ပြီးမှနှိပ်ပြဒီလောက်ပေါ့နော်လောလောဆယ်တော့အဲ့လောက်ငါချိန်တာဒီဟာဖြုတ်ရွှေ့လို့ရနော်ခုနတော့ကောင်းတယ်ဖြုတ်ရွှေ့လို့ရတာဒါပေမဲ့အလဲကောင်တက်တက်ချိန်လဲကိုမှန်ပြီးတော့ तू က3ခုဖိတော့ကွာဟိုရွေးရတာတော့စောင်းတာတော့မဖြစ်တော့ဘူးငါဆက်ကြီးဆိုရင်ဒီမှာတပိန်ဒီမှာတစ်ခုပုံမှာဆိုတော့မပုတ်အောင်ဆိုပြီးတော့ကိုကဘေးဘက်ကိုသစင်းစီပဲထားတဲ့အခါကျတော့ဘေးနှစ်ဖက်ဆက်လေးမှဖြစ်ပြီးအလဲမှာဟာအဲ့တော့ဟိုဖြတ်တဲ့အချိန်ကျတော့ဒီပါဖြစ်တတ်လဲဆိုတော့ရောရဲဖြစ်တာပါဘာဖြစ်လို့လဲဆိုတော့ဓာတ်ဖိထားတယ်ဓာတ်ဖိအားရှိတယ်ဖိအားရဲ့ပုံမှာမူတည်ပြီးတော့ဖိအားညာခဲ့လို့ရှိရင်တွန့်တာတို့ညွန့်တာတို့အဲ့လိုမျိုးရွေးတာတို့ဖြစ်ကုန်တတ်တော့ဒါပေမဲ့ဒီက3ခုဖြစ်တဲ့အတွက်ကြောင့်သူကပူတော့ system ကပူတော့မြင့်တယ်အဲ့ဒါကိုကြိုက်တယ်အခုဒီဘက်ကဟာနည်းနည်းပြန်ဆက်အဲ့ဒါကို900ဒါမှမဟုတ်900မီလီမီတာတွေ့လားအဲ့ဒါအကျယ်ဒီဟာလုံးပုံလုံးကြီးအကျယ်ကိုလုံးပုံလုံးကြီးက file ကွာသူ setting လုံးပုံလုံးကြီး document setup ကိုကွာပြောရှင်းရင် edit board နေလားအဲ့နေလိုက်လို့ရှိရင်ဒီမှာဘေးမှာအပြာလေးပြာတန်းလေးဖြစ်သွားတာနော်ဆက်လေးတွေနဲ့နောက်လေးတွေတုံအဲ့လိုမျိုးဖြစ်သွားရင်အဲ့လိုမျိုးအလဲဟိုရွှေ့လို့ရတယ်အခုဒီမှာဆိုရင်900ရောင်းကိုယ့်ရဲ့ဟို ad board ကြီးကအဖြူအောင်900ကျော်နေလေဟို600ကျော်နေလေဒါ600ကျော်နေဆိုတော့ကို900တီရချင်တော့ဒီနေရာလေးမောင်းတော့ထောက်လို့ရှိရင်ဒီလိုဖြစ်မလားပြီးတော့တက်ဆိုရင်900တက်ကိုထားလိုက်အောက်ကလည်းကိုကျက်တော့အရှိအမြင့်ထားလို့ရတယ်အဲ့ဒီမှာအရေးကြီးတဲ့ချက်ထပ်ပြောပြမယ်ဒီနေရာမှာဒါမသိလို့မဖြစ်ဘူးကိုသိမ်းလို့ရှိလို့ရှိရင် Illustrator 8နဲ့မှရတယ်ဘာဖြစ်လို့သူတို့ software ကလွန်ဟို model နေတယ်ဒီနောက်ဆုံးထွက်တဲ့ AI တွေသုံးလို့မရဘူးလက်ရှိနေသုံးနေတဲ့ဟာလည်းမရဘူးဟို Illustrator number 8နဲ့ပဲရတယ်အဲဒါကြောင့်8ကိုရွေးပြရတယ်ဒီ AI မှာလောက်ထားတဲ့2019မှာလောက်ထားတဲ့နော် Illustrator 2019မှာလောက်ထားတဲ့ဟို file တွေသိမ်းရင်သူ့မှာသုံးခြင်းပေါ့သူ့မှာသုံးမဲ့ file သိမ်းမှဆိုရင်အဲ့ Illustrator 8နဲ့သိမ်းရတယ်အဲ့ဒါအရေးကြီးတယ်အဲ့ဒီစာတစ်ခုအရေးကြီးတယ်ဒါပဲ okay နေလိုက်ပြီး okay နေလိုက်သိမ်းပြီးရင်ခုနကတော့ software ပြန်သွားမယ်ဒီမှာထိတ်ဆုံးကိုနှိပ်လိုက်ထိတ်ကမမဲကြီးနှိပ်ရရှိလို့ရှိရင်ဒီမှာကိုလို့အသုံးပြုမဲ့ site ရွေးရဘယ်လောက်ရွေးရမလဲဆိုတော့ဖြစ်တဲ့ဆုံးကတော့ဒီ set ကိုအကျယ် site ကိုတိုင်းပြီးတော့ခုနပြောလို့ပဲ900ပေါ့နော် set ကိုလေးက900ကျယ်တယ်ဆိုရင်သူက900ရွေးလိုက်ပေါ့အဲ့လောက်ပါပဲမှန်ပါတော့900လောက်ပဲကျယ်တယ်တချို့ဟိုစတေကာလေးအလီယာဒီတက်ရှိတဲ့ဟာတွေလည်းရှိရတယ်ဒီလည်းမြင်တာပေါ့နော်ဒါကတော့တို့သုံးနေကြဟာတွေကတော့900ပဲရှိရပေါ့900မီလီမီတာပြောတာအဲ့တော့အခုဒီ site ကိုကြည့်ကြည့်မှာ300နဲ့200ပဲရှိတယ်ဒီဟာမဟုတ်သေးဘူးနော်အဲ့ဒါကိုလုံးမဆိုရင်အဲ့ဒါဒီနေရာကလည်းရေးကြည့်အောင်အဲ့တော့ဒီမှာဘယ်လောက်ဖြစ်တင်လဲဆိုတော့900ဖြစ်တင်တယ်900ဆိုတော့ဒီနားလောက်မှရှိမှာပေါ့နော်ဒီက50 900နားလောက်မှအဲ့မှာ900ဖြစ်ဖို့အတွက်ကိုကဒီနေရာကိုရေးလိုက်ဒီနေရာကိုနှိပ်လိုက်ဒါကိုနှိပ်လိုက်ပြီးရင်ဒီ edit site ပထမဆုံးအဲ့ဒီမနေ့က A4 လို့ရေးတာဟာလားဒီနေရာဒါထိမ့်ပါလေအဲ့မှာမောက်ထောက်လိုက်လို့ရှိရင်တို့ tip ပေါ်တယ် page site ဆိုတော့ဆရာအဲ့ဒါကိုနှိပ်လိုက်လို့ရှိရင်ဒီလိုမျိုးပေါ်လာတယ်တပြားကြီးမှာအဲ့ဒီမှာ site တွေရှိတာပေါ့ A3 တို့နော် A3 တို့ A4 တို့ဒါတို့သိနေကြ site တွေကတော့ဒါတွေပေါ့နော်အဲ့ဒါကိုဒီပေါ်နားမှာ edit site ဆိုတာရှိတယ်အဲ့ဒါစိတ်တိုင်းရလို့ကိုစိတ်တိုင်းရပဲ edit site ဆိုတာနှိပ်လိုက်ရင်ဒီအကွက်ကြီးပေါ်လာတယ်အဲ့ဒီလိုပေါ်လာတဲ့အခါကြာရင်သူကဘာရွေးရမလဲဆိုတော့တဲ့ popular page site တော့ဟုတ်ပြီ A4 ကတော့မဟုတ်တော့ကိုကဒီမှာကိုစိတ်တိုင်းရရွေးနိုင်မှုအတွက်ဒီနေရာကို900မီလီမီတာဆိုရိုက်ထက်လိုက်900လို့ရိုက်လိုက်အော်လည်း900ရိုက်ထက်လိုက်တော့ရှင်း900ရိုက်လိုက်ငါရိုက်တာနဲ့ဟိုဘယ်လိုလဲရိုက်တာနဲ့ဒီမှာ900အမြောက်900ဖြစ်သွားတယ်နောက်ရဒီအောက်မှာနာမည်ပေးလိုက်ကိုကနဲ့ကိုကနာမည်ပေးလိုက်မိုင်းပါညာပေါ့ကွာဒါမှမဟုတ်လွယ်တကူတစ်ခုပေါ့ test တွေရတာပဲဒါ original ရပဲ default လိုက်ရပဲ DEFA ULT default ဒီတိုင်းပဲအမြဲယူမယ်ဆိုတဲ့ date ကိုရောက်တာပေါ့နော်အဲ့ဒါဒီလိုက်ဒါမှမဟုတ်လည်းကိုကြိုက်တဲ့နာမည်ပေးလို့ရတယ်ကွာပြီးရင်အောက်မှာဒီတစ်ခုသူကနောက်တော့ဒီ set as master base လို့နှိပ်ထားလိုက်ဘာလို့အမြဲတိုင်းဒီဥစ္စာတက်လာလို့ရှိရင်ဒီကောင်နဲ့တက်မယ်ဒီ900ဆိုတဲ့ဟာနဲ့တက်ဒီ900ကလည်းပြောင်းလို့ရတယ်နော်ထောင်ပြောင်းလို့ရရှိဖြစ်သွားတာပေါ့ဥပမာထောင်ရိုက်မယ်ထောင်ရိုက်လိုက်မယ်ဆိုရင်ကိုရှိဖြစ်သွားတော့ဒီလိုမျိုးရှိဖြစ်သွားတာပေါ့အကျယ်ကတော့900ပေါ့အမြင့်ကတော့1000ပေါ့ဒါမျိုးပြောတာငါတော့တဲ့ပဲsquare ပဲထားလိုက်မယ် square ထားလိုက်မှာပေါ့ပြီးလို့ရှိရင် accept လုပ်လိုက် accept ကိုနှိပ်လိုက်ဒါရအောင်အဲ့ဒါရတော့မှခေါ်ထည့်ရမယ်ဘယ်လိုခေါ်ထည့်ရမလဲအဲ့ဒါရေးကြီးတယ်လည်းကြည့်လိုက်ငါတို့ဒီမှာ AI မှာလောက်ထားတဲ့ file ဒီ file ကိုအဲ့မှာခေါ်ထည့်မို့တို့ဟို Cameo လိုမျိုးမဟုတ်တော့ဘူး DFX နဲ့လောက်စရာမလိုတော့ဘူးဒါ AI file တန်းသုံးလို့ရတယ်မိုက်အဲ့တော့ဒီမှာ file ဆိုတော့သွားလိုက် using import နော် control I နှိပ်ရင်လည်းရတယ်နော်ဒီနေရာလာမနှိပ်ပဲ control I နှိပ်ရင်လည်းရတယ်အဲ့ import နှိပ်လိုက်ရင်ဒီလိုမျိုးကြီးပေါ်လာမယ်ကိုသိမ်းထားတဲ့နေရာကိုရွေးပေးဖို့လိုတယ်ငါကတော့ဒီလိပ်စာနဲ့သိမ်းထားတာကိုငါသူ့ရဲ့ document ထားတဲ့လိပ်စာမှာသွားရထည့်ထားတာအဲ့လိုမျိုးဒါပေမဲ့ကိုက desktop မှာထားတယ်ဆိုရင် desktop ကိုရွေးရမှာပေါ့ဒီဘေးကနေပြီးတော့ desktop ဆိုတော့ရွေးလိုက်ပေါ့နော်ဒီမှာတော့ငါတော့ဒီမှာသိမ်းထားတာဆိုတော့ဒီနေရာကိုရွေးထားဆိုတော့ဒီမှာဒီနာမည်နဲ့ငါသိမ်းထားတာဒီပုံစံအဲ့နာမည် document ts t1 AI file ရွေးလိုက်တော့ပြီးတော့ open နှိပ်ထားတာ open ပြီးပြန်တော့ open နှိပ်ထားလိုက်နှိပ်ထားလိုက်မောက်ဒီမှာကြီးမောက်မှာပါလာရေးလေးနဲ့တွေ့ကိုကဒီတောက်ရောင်းရွှေ့ပြီးတော့ဒီတောက်ရောင်းရွှေ့တစ်ချက်နှိပ်လိုက်နှိပ်ရတာနဲ့ဒါမျိုးပေါ်လာကြ
ဒါမျိုးပေါ့ဒီမှာဒါမျိုးပေါ်လာရင်ကိုကပစ္စလုံးယူမလဲပေါ့ကောင်းတာတစ်ခုကသူကတော်တော်လေးမိုက်တယ်ကိုကလည်း AI နဲ့ဘလောက်ပဲဘာတွေဘလောက်ပဲရေးတာလောက်တာကိုလိုချင်တာလေးပဲရွေးယူလို့ရတယ်နော်မဲကြီးဖြစ်နေတာသူကအန်ဂရုလောက်လိုက်အန်ဂရုလောက်ပြီးရင်ခုနကတော့အန်ဂရုနှိပ်ပြောရင်ဒီလိုရွေးလိုက်ပြန်ရွေးပြမယ်နော်မောက်ဒီမှာတဲပြီးတော့ဆွဲပြီးတော့လွတ်လိုက်ဆွဲရသူအဲ့အပေါ်တန်းနေရွေးတာငါအောက်ကအတန်းလေးပဲရွေးပြမယ်နောက်မို့လဲအောက်ကအတန်းကိုဖြတ်လိုက်မှာခုံမိဘူးဆိုပြီးတော့ဖြတ်လိုက်မယ်အဲ့ဒါရွေးပြရင်ဒီလေးလောက်လာရတယ်နော်အဲ့ဒါနောက်ပြန်လှန်လိုက်ပြန်ပေါ်လာတာပေါ့ရှေ့ပြန်သွားရင်ဒီလိုဖြစ်တော့ပေါ့အဲ့ဟာလည်းတီးဖို့လို့တော့အဲ့ခုနအဆင့်ပြန်ရအောင်နော်နောက်သူ့ရဲ့အရင်အရှိအဆင့်တဲ့ဒီလိုမျိုးငါသူ့ရဲ့အရင်အရှိနောက်ဆင့်နော်နောက်တစ်ဆင့်ငါဖြတ်ထားတယ်ဆိုတော့ငါဒီလေးကအပေါ်တန်းတစ်ခုပဲထားမယ်ဆိုရင်လည်းရတယ်အခုဒီစားကိုဖြတ်လိုက်တော့ရောင်ရွေးလိုက်နော်တစ်ခုရင်ရွေးဖြတ်လို့လည်းရတယ်ဒီမျိုးပေါင်းပြီးတော့ဖြတ်လို့လည်းရတယ်ဒီလေးလောက်တာနော်ကိုမလို့ချင်တာကိုဖြတ်လိုက်တယ်အဲ့ဒီအင်္ဂလိပ် file ကပြတ်သွားတာမဟုတ်ဘူးဒီမှာရောက်လာခဲ့ပြီးအဲ့ file နဲ့ဟာတွေကိုဒီသူ့ရဲ့ artboard ထဲကိုဆွဲထည့်တာပြီးဆွဲထည့်တာတော့ကိုကမလို့ချင်တာကိုဖြတ်ပလိုက်လို့ရတယ်ဒီအဲ့ဒါတစ်ခုမိုက်အဲ့ကြိုက်တယ်ကိုက AI မှာဘာတွေပဲလောက်လာခဲ့ပေါ့နော်အများကြီးဘာတွေကြိုက်တာတွေအကုန်စုဆက်ပြီးတော့ထည့်ထားလို့လည်းရတယ်ထည့်ထားပြီးတော့ကိုကပို့လိုက်တင်ထားပြီးအဲ့ဒီ file ကိုပဲဆွဲထည့်ပြီးတော့ကိုလို့ချင်တာကိုပဲရွေးပြီး print လို့ရွေးပြီးတော့ဖြတ်လို့ရတယ်လို့ပြောချင်တာအဲ့ဒါပြောချင်တာအဲ့လိုမျိုးတတ်ဒါတွေမလို့ချင်လည်းဖြတ်လိုက်မြန်မာပြည်ပဲရဒါမှထားမယ်ဆိုလည်းထားလို့ရတယ်အဲ့လိုမျိုးဖြတ်လို့ရတယ်ဒါမှမဟုတ်လည်းဒီသုံးခုစလုံးဖြတ်ခြင်းလည်းဆိုလည်းရတယ်အဲ့လိုမျိုးဖြတ်ပြမယ်အခုဖြတ်ပြမယ်အခုဒီလိုမျိုးထားရတယ်အဲ့တော့ပြီးဒီလိုထားပြီးရတယ်ဘာလို့အောင်လဲဆိုတော့ရွေးလိုက်ရတယ်အားလုံးရွေးလိုက်နော်ခုဖြတ်မဲ့ဟာအားလုံးရွေးလိုက်ဒီမျိုးရွေးလိုက်ပြန်ရွေးပြမယ်မောက်ဒီနောက်ဒီနောက်ထားပြီးလို့ရှိရင်ရွေးလိုက်ကို AI မှာတဲ့ဟိုတင်လောက်လာခဲ့လိုက်ပေါ့တန်းစီလာခဲ့လိုက်ပေါ့5ခုကိုစမ်းကြည့်ပေါ့5ခုဒေါင်လိုက်5ခုတန်းစီပြီးတော့လောက်လာခဲ့ရင်လည်းရတာပဲအဲ့လိုမျိုးဆိုရင်လည်းဒီမှာလာပြီးတော့လှည့်စရာမလိုတော့ဘူးနော်ဒီလိုလာလှည့်နေစရာမလိုတော့ဘူးဒီလိုပဲပြန်ပြလိုက်အောင်အခုလောဆယ်ဒါပဲဖတ်ပြလိုက်တော့မှာကိုယူလိုက်နော်ယူလိုက်ရွေးလိုက်အဲ့ရွေးထားပြီးဖြစ်ပြီးဆိုရင်အောက်မှာကြည့်ဒီမျိုးစာတန်းလေးတွေပေါ်လာအဲ့မှာ card selected ဆိုတော့ရှိရဲအဲ့လိုမလုပ်ချင်ရင်ဟဲ့ဒီအပေါ်မှာမောင်းထောက်ထားတဲ့နေရာက send the selected artwork to the vinyl supporter ဆိုဒီကိုနှိပ်လေရတယ်နော်အဲ့နှိပ်လိုက်ရင်ဒီဟာကြီးပေါ့ဒီလိုအကွက်ကြီးပေါ့လာပြီးတော့ဒီဘက်ဘေးမှာလူမျိုးမြင်နေရတယ်အဲ့မှာဒီစလုံးဆိုင်တဲ့ဒီလောက်ရိုက်ထားတဲ့ဥစ္စာဒီမှာမြင်နေရတယ်သူကဘယ်လောက်စားလဲဆိုတော့40 mm စားတယ်အကျယ်ကဒီက98 900မပြည့်တော့ငါနည်းနည်းရှော့ထားလို့ကိုကအတ်ဝါကို900လောက်ထားတာဟုတ်နော်900လောက်ဟိုတင်က900ရှိအောင်စက်က900ရှိအောင်900အပြည့်ဖြတ်လို့မရဘူးလေအဲ့ဒါကြောင့်ရှော့ထားတာဒီမှာဒီက98ဆိုတော့နှစ်စင်းကတစ်ဖက်တစ်စင်းစီရှော့လိုက်တာပေါ့အဲ့လိုမျိုးဖြစ်တော့အဲ့လိုမျိုးရအဲ့တဘောတရားကြီးအဲ့ဒါလေးကိုမြင်ရတယ်မြင်နေရတယ်သူဘယ်လောက်ထိခြေသွားတယ်ဘယ်လောက်ထိသွားမလဲဆိုတော့မြင်နေရတယ်ကိုကဒါအစားလုံးဝကန့်လန့်ဖြစ်တော့တောင်လိုက်ဆိုလို့ရှိရင်တောင်လိုက်ဆို40 100ဖြစ်လည်းဖြစ်မှာပေါ့လို့မျိုးပြောချင်တာဒီအဲ့ဒါပြီးလို့ရှိရင်ဒီမှာ cut now ဆိုရှိတယ်လွယ်လေးတဲ့ cut now ဆိုတာရှိတယ်ဒီကနေဒီကိုတစ်စင်းပြန်ပေါင်းမယ်ဒီအောင်ခဏရက်ထားမယ်ဒီတော့ပြန်ပေါင်းဖိုက်မှာခလုတ်ခွင့်ရမယ်မီခလုတ်မီခလုတ်ခွင့်လိုက်ဒီခလုတ်ခွင့်တော့ဒီအဲ့လိုနည်းနည်းအော်ပြီးတော့ဒီမှာ online ဆိုပြီးတော့ပေါ်တယ်အမြန်နှုန်းက950 mm per second တစ်စက္ကန့်ကို950 mm အမြန်နှုန်းရှိတယ် PR က150 gram ရှိတယ်နော်150 gram နှုန်းနဲ့ဖိထားတယ်ဒါရဲ့ဖိအားဆိုတာဒီမှာအောက်မှာ set up ရှိရယ် option ရှိရယ် reset ရှိရယ်ပြီးရင် original ဆိုတာ origin ရှိရယ် move ရှိရယ်နောက်ပြီးတော့ဒီ move ကဘာလို့ရလဲဆိုတော့ကိုယ့်ရဲ့ဓာတ်အတိမ်အနက်အဖိဘယ်လောက်ရှိလဲဆိုစမ်းတက်ပြီးတော့စမ်းပြီးတော့ဖြတ်ကြည့်ဖို့ဒီတော့ကွက်ကလေးဒီဓာတ်လေးကဒီနားလေးမှာဒီတော့ကွက်ကလေးဖြတ်ပေးရအောင်အဲ့ဒီ move နော်မှတ်တာနော်ပြီးလို့ရှိရင်ဟောဒီဘေးက option ဆိုတာကအရှိအနောက်ရွှေ့လို့ရတယ်နောက်ပြီးမှလုပ်ပြမယ်တစ်ခါပြီးအခုလောလောဆယ်ကဒီ original ပဲနှိပ်ထားဖို့လိုတယ်မနှိပ်ထားလဲဒီမှာ online ဆိုရင်ရပြီ online ဆိုတဲ့အဓိပ္ပာယ်ကဒီ set နဲ့ဒီဂျိုးနဲ့ computer နဲ့ချိတ်ထားတယ်သူ့ကိုခွင့်ပြုထားလိုက်ဒီ set ကနေပြီးတော့ခွင့်ပြုလိုက်လက်ခံလိုက်ပြီပေါ့အဲ့စာကိုဒီကဟိုက computer ပို့မဲ့ data ကိုဒုလုံးနေတဲ့ဟာတွေ data ကိုအယုတ် data ကိုဒီကိုပို့ပြီးတော့ပို့ဖို့အတွက်လက်ခံထားလိုက်ပြီးတော့အဓိပ္ပာယ်ရတယ်ဒီ online ဆိုတာနော်အဲ့ဒါအဲ့တိုင်းဖြစ်ပြီးဆိုရင်ဒီ set ကအဆင်သင့်ဖြစ်နေပြီဒီဖြတ် set ကအဆင်သင့်ဖြစ်နေပြီသုံးလို့ရတယ်အဲ့တော့ဟိုပြန်သွားဒီမှာခိုင်းမယ် comment ပေးမယ်ခိုင်းအဲ့မှာ cut now ကပြောတဲ့ cut now ပြန်နေဒီပုံစံနော်အပြည့်ချင်းဒီပုံစံနော်ဝေပါနော်ဒီအပုံစံရှိရနော်ဒီကြရောက်ပြီးချင်းကြည့်ရတာပါနော်ဒီကိန်းနဲ့လေးပြောမှာဒီဆက်က920 mm ရှိတယ်92ပေါ့အကျယ်နော်ဒါပေမဲ့ media width ဆိုတာကအသုံးပြုတဲ့သူရဲ့ area ပေါ့နော် area သူထည့်ရတဲ့ area 630ရှိတယ်အဲ့ဒါကသူက auto default တက်နေပြီလားပဲ630ရှိတယ်ကိုရဲ့စက်ကူလိတ်ကပြောရရင်အဲ့ဒီ630အထိရှိတဲ့
စက်တကလိတ်တွေတုံးလို့ရတယ်လို့ထိပဲရတယ်ဒါပေမဲ့တို့ကအခုလောလောဆယ်ဟိုတင်းပဲဆိုတော့ဒီစက်ကူလိတ်အတိုင်းပဲချိန်ရတာဆိုတော့ချိန်ထားတဲ့စက်ကူလိတ်ကဒီပုံစံတိုင်းပေါ့နော်နောက်ဘက်ကကြည့်ရတယ်ပုံစံဆိုတော့ဒီထိပဲရှိမယ်900လောက်ပဲရအောင်နော်900မီလီမီတာ900မီလီမီတာလည်းအဆင်ပြေပါတယ်ဟိုစနေလက်မအရှိရှိရဲ့နာမည်ကြီးဖြတ်မယ်ဆိုရင်ကန့်လန့်ဖြတ်ရင်9ခုအနည်းဆုံးရတယ်တေချာအဲ့ဒါဆိုရင်တက်တာအောင်လုပ်မယ်ဆိုရင်6ခုရတယ်ဆိုတော့အဲ့ဒီစနေလက်မအကျယ်ရှိမယ်အခုအကျယ်ကဘယ်လောက်ရှိဒီကောင်19လက်မခွဲ20မီလောက်ရှိတော့လက်မနဲ့ပြောရင်ဟိုတဲ့မီလီမီတာနဲ့ပြောတော့ဒီကပြောတာ900ပါနော်မီလီမီတာနဲ့900မီလီမီတာရှိအောင်ဒီအဲ့ဒါမျိုးအဲ့ဒါလေးရှင်းပြတာကတ်နောင်လို့တော့မယ်နော်ကတ်နောင်နှိမ့်လိုက်တာနဲ့ဘာဖြစ်မလဲဆိုတော့ကတ်နှိမ့်လိုက်တာနဲ့ဒါလေးပေါ်လာသေးတယ်ဒါကိုနှိမ့်အောင်ဒီကောင် confirm ပေးမှရအောင်နော် proceed proceed ပေးပါ proceed with cutting yes ပြလိုက်ဆိုတော့ကတ်ကောက်လုံးတော့တယ်သူကဒီလုံးပုံလုံးလာတော့ဝေးနေနေကြီးသူလောက်တာလို့နော်အဲ့ဒါဒီအမြန်နှုံးတို့ PR တို့ကအခုနကတော့ခလုတ်မှာရှိတဲ့ setting ဆိုတဲ့စီမှာတော့ချိန်ရတယ်ဟိုကွန်ပျူတာကနေလည်းချိန်လို့ရတယ်ဒါကနေကိုယ့်အနေနဲ့အခုတိုင်းတော့ဘာမှချိန်ရမလို့ငါချိန်ရပြပါကြီးလေဒါအတိမ်အနဲ့အနေနဲ့နောက်လိုအပ်လို့ရှိရင်ကိုဒါတုံးလာပြီဆိုရင်တော့ဒါကိုနည်းနည်းလေးလှည့်ပြီးထုတ်လုံးနေပြောပြမယ်ငါပတ်လက်ရစ်ထားတယ်အဲ့ဒါမလုပ်လေရတယ်ဗျအဲ့ဒီပြီးသွားတာနဲ့ဘာလုပ်မလဲဆိုတော့ဟဲ့ဒီမှာဒီ option ဆိုတော့နှိပ်ဒီလိုပြီးသွားပြီဆိုဒီမှာ online တော့ကိုလောဆယ်ဒီ option ဆိုတော့နှိပ်ရမယ်တစ်ချက်တင်းအဲ့လိုနှိပ်ရလို့ရှိရင် x နဲ့ y နဲ့ပေါ်တယ်x နဲ့ y တရားလို့ပေါ်တယ်လားဒီမှာအနှုတ်အောက်ရှေ့ဘက်ပေါ့ဒါရှေ့ကိုသွားပါပေါ့ဒါကြတော့နောက်ကိုသွားပါပေါ့ဒီကောင်ကျတော့ဒီကောင်ကနှိပ်မကြည့်အဲ့ဒါဘာလို့လဲဆိုတော့ကက်ကြီးနဲ့ညှက်ထုတ်လို့ရအောင်လို့ဒီမှာသူလှုပ်ထားတဲ့ဘောင်ကလေမြင်နေရတယ်တကယ်ဆိုရင်မြင်နေရတယ်အဲ့မှာအစင်းလေးတွေ့အဲ့ဒီဘောင်တို့ဒီဖုန်းထဲမှာတော့ကြည့်ရခဲ့တော့ပေါ့ဟိုအပြင်မှာမြင်ရတယ်တာမန်မျက်စိနဲ့မြင်ရတယ်အဲ့ဒါကက်ကြီးနဲ့ညှက်ထုတ်လိုက်ရုံဒါပေမဲ့ဓာတ်နဲ့ဖြတ်ချင်ရင်တော့အရှိမခုံတလုံးလက်ထားတာရှိမခုံတလုံးလက်ထားပြီးတော့ဓာတ်နဲ့ဖြတ်ကဒါနဲ့မြင်းနဲ့ဖြတ်အခုဒီမှာတော့ငါဒီလိုပဲညှက်ပြကိုမြင်နေရတယ်အဲ့မြင်းကိုဘောင်ခါတဲ့မြင်းကိုမြင်နေရတယ်ကိုအဲ့နာနေအဲ့ဒါပြီးတော့ကိုကအဲ့ဒီမြားကိုပြန်နှိပ်လိုက်နှိပ်ပြီးပြန်ပြကိုလူတော့နှိပ်လို့ရတယ်ဒီခလုံးနော်ဒီခလုံးနော်မပြမိ sorry ကိုလူတော့ဆိုတော့ဒီလောက်ထားလို့ရတယ်ဗျသူဓာတ်ရတယ်သူနားလောက်ရှိရတာဒီအဲ့လောက်ထားလို့လေရတယ်ဒါမှဖြစ်နေတာလောက်အဲ့လောက်ထားတာဗျလောက်လဲဆိုတော့ဒီလောက်ဒီဖြူကိုကြည့်နော်အဲ့ဒီဖြူကဓာတ်ပြေးနေရအဲ့ဒီဖြူကဓာတ်ပြေးနေရဒါပြည့်နေဆိုစိတ်ကူထားရင်လောက်ထားပါနော်ဟုတ်ကဲ့ရနေတော့တူတော့နည်းနည်းရှိလို့ရတယ်ကြည့်လိုက်အဲ့လောက်စိတ်ကူအဲ့လောက်တော့ထားတယ်ပြေးပို့တာပေါ့နည်းနည်းထိတ်ကလွန်အောင်ချင်းမရအောင်အဲ့ဒါလည်းပြီးတော့ကိုက origin ကိုနှိပ်လိုက် online ပြန်ဖြစ်သွားအဲ့ဒီလို online ဖြစ်တာနဲ့ဒါကွန်ပျူတာပို့မဲ့ data ကို तू ကလက်ခံရပြီအဲ့ဒါပဲရှိတယ်ဒီစက်မှာအခုဒီဥစ္စာကိုခွာပြဒါငါပေါင်ခတ်ထားလို့ပေါင်ကြီးနဲ့ထွက်လာနင်းကပေါင်အရင်တော့ခွာလိုက်တယ်မခွာဘူးနော်ရတယ်ဘာမှမပြုလုံးပြတာပဲမမတော့ပေါင်မလုပ်လိုက်ရတယ်ဘာမှမပြုအဲ့လိုဒီကမှမြန်မာစာရှိအဲ့ဒါတခုပြောရကြတယ်ဒီမှာတော့ဒါဟိုရင်းပေါ့နော်ကြောင်းမြန်ပေါ့ကြောင်းမြန်ဖြစ်မှလည်းပေါင်းမှာမှန်မယ်လေအဲ့ဟာပြောပြမယ်ကြောင်းမြန်ဖြစ်တဲ့အကြောင်းပြန်ပြောပြမယ်နော်ပြန်ကြည့်အခုဒီ software နော်အဲ့ဒီ Sign Master software မှာဒီလိုမျိုးလောက်ထားတာရွေးထားပြီးသားရွေးထားတဲ့ပုံစံအကြည့်အဲ့မှာထောက်လေးဖြစ်နေမရွေးထားဘူးဆိုရင်အပြင်မှာနှိပ်ကြည့်ဒီမှာနေလွတ်သွားတယ်ဘာမှဒါမရွေးထားဘူးဘာမှလည်းမရှိတော့အဲ့ဒါဆိုဘာမှလည်းလုပ်လို့မရအောင်ဒီကောဒါပဲရှိရ setting တွေ page off ခုနောက်တွေရွေးထားမှရကိုဖြတ်မဲ့ဟာကိုရွေးထားဖို့လိုတယ်အဲ့လိုမျိုးရွေးလိုက်တော့ဒီပုံစံလေးဖြစ်သွားတာဒီမှာအမဲတောက်လေးတွေ့ဒီမှာခုခွေလေးအဲ့စစ်စင်းလေးနဲ့တွေ့အဲ့ဒါရွေးထားပြဖြစ်တဲ့အတွက်ကြောင့်အောက်မှာဒီစာတန်းပေါ်တယ်အဲ့လိုလောက်ထားမှဒီ select ဆိုတာပေါ်တယ်နှိပ်ထားလိုက်ရင်ဒီစာမျက်နှာပေါ်တယ်ဒီမှာပြပြမယ်အခုနောက်တော့ပြောင်းပြန်လုပ်တဲ့နေရာဒီနေရာအဲ့ဒါလည်းရေးကြီးရနော်
အေးကြီးကမသိလို့မဖြစ်လို့ကြာမီရာလောက်ဖို့လိုတယ်မီရာမလောက်ထားရင်တက်တက်ကြီးဖြတ်ရမယ်ဘောက်ရဲ့အတွင်းဘက်ကနေကတ်မှရမှာအဲဒါဆိုရင်ညှိမယ်အစင်မပြေဘူးလေအပြန်နေကတ်မှဖြစ်မှာဆိုတော့အဲ့ဒီမီရာလောက်ဖို့လိုဒါမှစလုံးကခုနလိုမျိုးပြောင်းပြန်ထွက်လာဒါမှထွက်လာမှာဘောက်မှာတက်ရင်အတက်ဖြစ်မယ်လေအဲ့တော့ဒီမှာတခုရှိတယ်အဲ့ဒီ auto weak box ဆိုတဲ့ဥစ္စာငါနှိပ်ထားမိလို့မှန်ချစ်ချစ်ထားမိလို့အဲ့ဒီမှာသူငါတို့မျိုးဝင်ပြရနေတော့ဖြတ်လဲပြီးစလုံးနေလည်းဖြတ်ပြီးတော့ဒီတော့ဝင်နေပိတ်လိုက်တယ်အေးအဲ့ဒါမလုပ်ရရတယ်နော်အဲ့စမနှိပ်နဲ့ဒါပဲရှိတယ်လောလောဆယ် setting ထဲမှာအဲ့ဒီ mirror ရယ်လောလောဆယ်ဒါပဲရှိတယ်ဒီတိုင်းပဲဖြတ်လို့ရတယ်နောက်မှဟိုဓာတ်တွေမတုံးမပြတ်တော့ဓာတ်တို့ဘာလို့ဖြစ်တော့မှအဲ့တော့မှဓာတ်လေးကိုနည်းနည်းလေးပြရှိလိုက်ဆိုတာလဲနည်းနည်းလေးမှနည်းနည်းလေးလှည့်အောင်ဒါအများကြီးလှည့်လို့မရဘူးသိလားအဲ့ဒါပြောပြမယ်ဒီဥစားလေးဒီဘင်းလေးကိုလှည့်လိုက်ဒါတက်ပုံတက်နေငါတက်လာတော့ပြီးတက်လာပြီးမယ်လေမဖြုတ်တော့ဒီမှာကြည့်လိုက်လဲတဲ့ခါကျရင်ဓာတ်ကိုအတူရှိလောက်လို့ရတယ်ရှော့လဲဘီဆိုတော့ဘီဆိုတော့ပြီးရင်ဒီမှာဘီဥစားတွေကဟာပါကြဟာဝိုင်းကိုပြောင်းဆွဲထုတ်ရအောင်အဲ့ဒါသူ့ဓာတ်ပုံစံနောက်တော့ငါမင်းချောင်းလေးနဲ့ကြားတဲ့ဟာမျိုးစတူလေးငါစားလို့မရအဲ့ဒါကျန်းမှာငါဓာတ်ရဲ့ထိတ်ကလေးပေါ်နေတယ်ငါလှည့်ပြဒီလိုလှည့်မှမြင်ရတယ်အေးအဲ့မှာအေးအဲ့ဒါဓာတ်ထိတ်တယ်အဲ့တော့ဓာတ်အခုအနေထားတိုင်းရတယ်ဒီစက်ကူလောင်းနဲ့အတော်ပဲဖြစ်နေပြီပေါ့ဟိုအကယ်မပြတ်တော့ဘူးနည်းနည်းဟိုညီလေးတွေရှိလာတဲ့ခါကျရင်ဒါကိုရှည်ချင်လို့ရှိရင်အဲ့ဒီမှာကြီးဝါလေးရှိတယ်အဲ့ဒီကြီးဝါကိုဘယ်ဘက်ကိုလှည့်ရင်သူကခြောင်သွားတာပေါ့နော်ချက်နည်းနည်းလှည့်နော်အဲ့ဒီကောင်နည်းနည်းလှည့်ပြီးတော့မှအပေါ်ကအမဲဘက်ကိုလက်တစ်ဖက်ဘယ်ဘက်လက်ကကိုင်အောက်ကဖြူဒီအောက်ကဖြူဆိုတာဖြူပြောတာဒါပြောတာကျွန်တော်တော့ဒီကောင်လှည့်ချုပ်ဖို့နည်းနည်းချုပ်ဖို့လိုရယ်နော်ဒီကောင်ကြက်ထားတာလောလောဆယ်အဝါကြီးဝါအောင်အဲ့ကောင်ကြက်ထားတော့ဒီကောင်လှည့်လို့မရဘူးအဖြူပါတဲ့အဲ့ကောင်နည်းနည်းရှော့လိုက်နည်းနည်းရှော့မှအောက်ကကောင်လှည့်လို့ရတယ်လှည့်တာဘယ်လိုလှည့်ရမလဲဆိုတော့အဲ့တော့အဝါရောင်လေးကိုရှော့ပြီးပြီဆိုလို့ရှိရင်ဘယ်ဘက်လက်နဲ့အဲ့ဒီမဲလုံးလေးကိုကင်တာပြီးရင်အောက်ကနော်တတူအဖြူရောင်ဘင်းကိုညာဘက်ကိုနည်းနည်းလေးလက်နည်းနည်းလေးဆိုတော့ဘယ်လောက်ပြောမလဲတစ်ဖက်ရဲ့၄ပုံတစ်ပုံလောက်ပေါ့တစ်ဖက်ပတ်မယ်ဆိုလို့ရှိရင်အဲ့ဒီတစ်ဖက်ပတ်မပတ်ဘဲနဲ့တဝက်ဆိုလို့ရှိရင်လားဟိုအဲ့တစ်ဖက်ရဲ့တဝက်ဟုတ်မှာတဝက်လည်းမဟုတ်၄ပုံတစ်ပုံလောက်ပဲနည်းနည်းလေးလှည့်လိုက်တာနဲ့ဒီဓာတ်ရှည်တက်လာတယ်ပေါ့အခုလက်ရှိအနေထားကနေသူကနည်းနည်းထွက်လာပေါ့အပြင်ကိုနားလဲလားအဲ့လိုမျိုးပြောချင်တာနော်အညာဘက်ကိုလှည့်ရင်နော်ညာဘက်ကိုလှည့်ရင်သူထွက်လာမယ်ဘယ်ဘက်ကိုလှည့်ရင်တို့သွားမယ်နော်အဲ့ဒီတိုင်းနဲ့ကိုစမ်းသပ်လို့ရတယ်ကိုကအဲ့လိုလှုပ်လိုက်ပြီးတော့ပြန်တက်ပေါ့နော်အဲ့ပြန်မတက်ပြောရအောင်မယ်အဲ့လိုလှည့်နည်းနည်းလေးညာဘက်ကို၄ပုံတစ်ပုံလှည့်ပြီးလို့ရှိရင်ဒီကြီးဝါကိုအဝါရောင်အရေးကိုလည်းပြန်ရစ်ပြန်ကြက်ဖို့လိုတယ်ပြန်ကြက်တာပြန်ကြက်ပြီးမှဒါသူကိစ္စပြီးသွားပြီဓာတ်ထဲတဲ့ဓာတ်ဆင်တဲ့ကိစ္စပြီးအဲ့နေရာလေးကိုပြန်ချိတ်လိုက်ပြန်ထည့်ချိတ်လိုက်ပြန်ထိုးထည့်လိုက်ပါနော်ဒီနေရာပြန်ထိုးထည့်လိုက်ဒီပြန်ထိုးထည့်လိုက်လောက်လိုက်ပြီးလို့ရှိရင်သူ့ပြန်ကတ်လိုက်ပါနော်ပြီးလို့ရှိရင်ဒီဘက်ကကိုထုတ်ထားတဲ့ဟာကိုပြန်ထည့်ပြီးလှည့်ကြက်လိုက်ကြက်လိုက်ဒီဟာကြီးနှစ်ခုကတ်အောင်ကြက်စရာမလိုဘူးနော်တော်တော့ပြီလောက်လားဒီအမဲနှစ်ခုကတ်အောင်ကြက်စရာမလိုဘူးခုလက်နဲ့နည်းနည်းတင်းလေးဆိုရတယ်ဒီမှာကျွတ်ထွက်တော့ဘူးဒီကောင်ဘာလို့ဒီမှာဒိတ်တွေရှိတယ်ပြုံးနေထွက်တော့နီးနေပြီလားပဲအဲ့တော့ပဲရောက်အဲ့ဒါပြီးရင်ကိုစံတက်ချင်တယ်ဆိုလို့ရှိရင်ဒီ move ဆိုတဲ့ခလုတ်ကိုနှိပ်ရအဲ့ move ဆိုတဲ့ခလုတ်ကိုနှိပ်လို့ရှိရင် तू ကဘာလုပ်လဲဆိုတော့စမ်းဖြတ်ပြီးတယ်ကိုဓာတ်ကိုချိန်ပြီးတိုင်းအဲ့ဒါလုပ်ဖို့လိုတယ်နည်းနည်းအကုန်ခံပေါ့နည်းနည်းအဲ့ဒါပတ်လာမရှိနှိပ်ချိလိုက်အဲ့ဒါ तू လှုပ်လိုက်တာ၄တော့ကွက်လေးဖြတ်ပြီးကြည့်ဒီလိုကြည့်လို့မမြင်ရဘူးပါငါခွာပြမှပဲမြင်ရမှာနော်ဒီဖြတ်တော့အဲ့ဟာလေးကိုနှိပ်လိုက်ရင်အဲ့လိုဖြစ်တယ်ဒီလိုမျိုးဟုတ်နော်အဲ့ဒီဟာကဒီလိုမျိုးလေးငါခေါ်လိုက်လို့နော်ဒါသူစကိုကြည့်ပေါ့ဒါအတိတ်နဲ့စက်ကူအများကြီးပေါက်သွားလားနော်သူ့ရဲ့ဟိုစတေကာဒါလောက်ပဲပြတ်သလားအဲ့ဒါတွေကိုကြည့်ဖို့လိုတာပေါ့နော်စက်ကူတွေကိုတအားသွားပြီးတော့ဒါထောက်ပြီးတော့ဖြတ်နေလဲကျွန်ထွက်ပေါက်ထွက်သွားတတ်တယ်လေအဲ့ဒါကြောင့်ဒါဒီဟာကိုအသုံးပြုရတယ် move ဆိုတဲ့ဟာနော်အနှုတ်လက္ခဏာလေးနဲ့အဲ့ဒါစမ်းတတ်တာပဲဒါရဲ့ PR နဲ့ PR အနေတော့ဖြစ်လားဒါအတူရှိအဆင်ပြေလားဆိုတဲ့ဥစ္စာကိုစမ်းတတ်တာနော်အဲ့ဒါကိုပြီးသွားပြီဆိုလို့ရှိရင်ဒီတိုင်းထားပြီး online နှိပ်အောင်မယ် online လက်ရှိနေထားတိုင်းလည်းရပြီနော်ဒီတိုင်းကကွန်ပျူတာကနေနောက်ထပ်ပြီးတော့အလုပ်တွေထပ်ခိုင်းလို့ရပြီအဲ့ဒါပဲရှိ